ဒီလူဟာတရားတိုင်းချစ်ပြားတွေနဲ့လောင်ကြီးထက်လိုက်တဲ့အချိန်မှာပဲဒိုင်လူကြီးကအန်စာရုံဘိုကခဏန်းတွေကိုပြောင်းလဲဖို့စက်ကလုတ်တစ်ခုကိုတိတ်တဆိတ်နှိပ်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုတိတ်မတိတာတဲ့လှုပ်ရှားမှုကိုဒီလူကသတိထားမိသွားပါတယ်။ဒါကြောင့်ဒိုင်လူကြီးကအန်စာရုံခွက်ကိုမဖွင့်ခင်မှာပဲသူကသူ့ရဲ့ချစ်ပြားအားလုံးကိုလေးသုံးလုံးပေါ်ကိုအမြန်ပြောင်းတင်လိုက်ပါတယ်။ရလဒ်ကတော့သူဖျော်လိထားတဲ့အတိုင်းအတိအကျပါပဲ။ဒီအချိန်မှာကာစီနိုမန်နေဂျာကသူ့ကိုမျက်စိတောက်ထောက်ကြည့်နေပါပြီ။သူ Black Jack ဝိုင်းကိုရောက်တဲ့အခါမန်နေဂျာကဒိုင်လူကြီးကိုစီစဉ်ထားတဲ့အတိုင်းလုပ်ဖို့အချက်ပြလိုက်ပါတယ်။ဒါကိုလေဒီလူကရိပ်မိသွားပါတယ်။သူကကတ်နှစ်ချက်ကိုယူပြီးအတူတူထပ်ပြီးလို့စစ်ဆေးကြည့်လိုက်ပါတယ်။ဒါဆိုရင်ဘေးကင်းလိမ့်မယ်လို့သူကထင်နေခဲ့တာပါ။ဒါပေမဲ့မထင်မှတ်ပဲကာစီနိုမန်နေဂျာကဒီလူကိုကြည်လင်ပြတ်သားတဲ့ကင်မရာနဲ့ရိုက်ကူးထားပြီးသားထင်နေပါတယ်။သူတို့က AI နည်းပညာကိုအသုံးပြုပြီးဒီလူရဲ့ကက်တွေကိုတွက်ချက်ကြည့်တဲ့အခါမှာတော့သူစီမှာ ace ကက်ရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီတလျက်ချက်လက်ကိုရချင်းပါပဲဒိုင်လူကြီးကသူ့စီမှာရှိနေတဲ့ကက်ကိုအနိုင်ရရှိမဲ့ကက်တစ်ခုနဲ့အမြန်လဲလိုက်ပါတယ်။ကာစီနိုမန်နေဂျာတယောက်အနိုင်ရပြီလို့ကိုကျေနပ်နေတဲ့အချိန်မှာပဲဒီလူကသူ့လက်ကက်ဟာရှစ်ဖြစ်ချောင်းထုတ်ပြလိုက်ပါတယ်။တကယ်တော့သူ့စီမှာ ace ကက်ရှိမနေခဲ့ပါဘူး။ဒီလူကသွားကြထုတ်တန်ကိုအသုံးပြုပြီးကွန်ပျူတာကအချက်အလက်အမားတွေတွက်ချက်မိအောင်တမင်တကာလှည့်စားခဲ့တာဖြစ်ပါတယ်။သူကကင်မရာရှိမှာပဲကာစီနိုမန်နေဂျာကိုလူအတယောက်လိုပဲလို့လှောင်ပြောင်တယောက်ခဲ့ပါတယ်